တိတလံဒေါသနာသင်တံအရိယေဟိနိသေဝိတံမေတောရကံပိဝိတဝါနပိနိန္ဒုဒုက္ခိတာပဇာဘာသာ31ဘုံကိုယုံအတွင်းမိတင်းနေညပုဂ္ဂိုလ်သတ္တဝါအများတို့သည်တိတလံဒေါသဟုသ၍အပူငွေ့ကိုမတွေ့မတန်အလွန်အေးချမ်းလှပေထသောဒေါသနာသင်တံခန္တီဤယံဒေါသမံကိုတွန်းလှန်ချေမှုံအထက်မြတ်ဆုံးလည်းဖြစ်ပေထသောအရိယေဟိယုဒ္ဓနန္ဒပရမတ်ကိုတအတိမြင်အရိယသူတော်စင်ကြီးတို့သည်နိသေဝိတံနိညာမပြအာယုံကပ်၍ထထပုံသေးအမြဲတမ်းပဲမိဝဲအပ်ပါပေထသောမေတ္တရကံအေစေမြစေချမ်းသာစေဖို့စိတ်နေရွှင်လန်းမေတ္တာတည်းဟုသောရေစဉ်ရေချမ်းကိုပိဝိတဝါနာသုတုငါငါအပူမလာအောင်ယူကံခဏသောသုံးကြကုန်သည်ဖြစ်၍ဒုက္ခိတာတွင်ပါနှစ်သွဲအန္တရာယ်တွေကင်းပြောက်ကြံတိုင်းပေါက်၍ဝမ်းမြောက်ကြမှာချမ်းသာကြကုန်လျက်ပိနိန္ဒုဘုံ31ဖြစ်ဖြစ်များစွာဝိနည်းနှင့်ယရဏပြေမြမထာနေမနောဒိဋ္ဌံဩရိတ္တမေတ္တာဓာငွေမပြတ်တွေ့၍ချမ်းမြေရှင်ပြုံးပီတိဖုံးလျက်နှလုံးဝမ်းသာရွှင်လန်းစွာဖြင့်ကျမ်းမာချမ်းသာတော်မူကြပါစေကုန်သတည်း